always stand when you shake someone's hand လို့ပြောပါတယ်လူတယောက်ကိုမတည့်ရက်ပြီးလက်ဆွဲနှုတ်ဆက်ခြင်းကတင်းငယ်တဲ့အမူအရာတစ်ခုလို့ထင်ရပေမဲ့ကိုယ့်ရဲ့ attitude ကိုပြသနေတာဖြစ်ပါတယ်ဒီတစ်ပတ်အတွက်ကျွန်တော်တို့ပထမဆုံးတင်ဆက်ပေးမယ့်အကြောင်းအရာကတော့ဆရာမကိုဒီကျော်ရဲ့72 Golden Rule for the Life ဆိုတဲ့စာအုပ်လေးတောင်းမဲ့ဖြစ်ပါတယ်ဒီစာအုပ်လေးရဲ့ပထမ chapter ကိုကျွန်တော်စတင်ပြီးတော့မျှဝေပေးမှာဖြစ်ပါတယ်စာအုပ်မှာတော့ဆရာမရေးသားထားတဲ့အကြောင်းအရာလေးကျွန်တော်အရင်ဆုံး basic introduction လေးကျွန်တော် sharing လုပ်ပေးခြင်းပါတယ်72 Golden Rule for Life ဆိုတာတဲ့စီကံသတ်မှတ်ချက်တွေမဟုတ်ပါဘူးတဲ့ဘဝကိုပိုကောင်းအောင်နေဖို့ relationship တွေကိုခိုင်မာစေဖို့ကိုယ်တိုင်နားလည်ဖို့ကူညီပေးမယ်အလေးအကျင့်တွေအတွေးခေါ်တွေကိုစုပြီးထားတဲ့စာအုပ်လေးဖြစ်ပါတယ်ဒီစာအုပ်လေးကိုတော့50 Golden Rule for Life ကိုပြင်ပြီးတော့ဆရာမရဲ့အတွေးခေါ်များနဲ့ပေါင်းစပ်ပြီးတော့ရေးသားထားတာဖြစ်ပါတယ်အဲ့တော့ဘဝမှာကျွန်တော်တို့ပြုမှုနေထိုင်မှုလိုအပ်တဲ့အရာတွေလူပတ်ဝန်းကျင်မှာရှိနေတဲ့ပေါင်းသင်းဆက်ဆံမှုတွေကျွန်တော်တို့ရဲ့ life ကိုဖြတ်တန်းတဲ့အခါမှာလိုအပ်တဲ့အရာတွေကိုပြင်ဆင်နိုင်ဖို့တွေအခြေခံကျတဲ့ချက်လက်လေးကိုရေးသားပေးထားတာဖြစ်ပါတယ်ပထမဆုံးအနေနဲ့လေးစားတဲ့အပြုအမူဖြင့်စတင်ပါalways stand when you shake someone's hand လို့ပြောပါတယ်လေးစားမှုဆိုတာစကားလုံးနဲ့မစတင်ပါဘူးအပြုအမူနဲ့စတင်တာဖြစ်ပါတယ်လူတယောက်ကိုမတည့်ရက်ပြီးလက်ဆွဲနှုတ်ဆက်ခြင်းကတင်းငယ်တဲ့အမူအရာတစ်ခုလို့ထင်ရပေမဲ့ကိုယ့်ရဲ့ attitude ကိုပြသနေတာဖြစ်ပါတယ်ဒါကြောင့်မလို့လုပ်ငန်းခွင်တွေမှာ meeting room တွေ business environment တွေမှာဘယ်နေရာမှာပဲဖြစ်ဖြစ်မတ်တက်ထပြီးတူတူချင်းကတင်ကအရေးပါတဲ့လူတယောက်ဆိုတဲ့ respect ကိုပြသပေးရရောက်ပါတယ်ဒီလိုသေးသေး habit တွေကကိုယ့်ရဲ့ relationship မှာပို့ပြီးတော့အောင်မြင်မှုနဲ့အသာစီးကိုရရှိစေမှာဖြစ်ပါတယ်လူတွေကသင်ပြောတာကိုမှတ်မိမှာမဟုတ်ဘဲနဲ့သင်သူတို့ကိုဘယ်လိုခံစားရစေသလဲဆိုတာကိုအမှတ်ရနေကြအောင်မှာပဲဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်